ဘဝမှာဘာတွေလိုချင်လဲမေးလာခဲ့ရင်တခုပဲအေးချမ်းစွာနေခြင်းနဲ့ဘဝမှာဘာတွေလိုချင်လဲမေးလာခဲ့ရင်ကွယ်ခုပဲအေးချမ်းစွာနေခြင်းနဲ့အားလုံးကျေးဇူးတင်ပါတယ်